ပြောချင်တာကတော့ main ကလေးတွေကတော့သူ့လိုမျိုးမဖြစ်အောင်တေချာလေး view design ဆင်ကျင်သေးတယ် main ကလေးဖြစ်ယောက်ျားလေးဖြစ်ကိုပိုင်အလှကိုစီတွေရှိတတ်ကြတယ်တချို့ဆိုရင်တော့အဖွက်လေးတွေ300မှဂျင်းနဲ့ကြတဲ့သူတွေလည်းရှိတယ်ဒီတယောက်မှဆိုရင်ဘယ်လိုဖြစ်လဲဆိုတော့သူကတရုတ်ပြည်မှာဆိုရင် celebrity တယောက်ပါနှုံခက်တလားဆိုရင်သူတုံးနေတဲ့ TikTok အကောင့်ကနေဈေးရောင်းရင်းနဲ့အခုလိုမျိုးဖြစ်သွားတာသူ TikTok အကောင့်ဆိုရင်ဘီစင်တို့တုံးနေတယ်ကလည်းအကောင့်လည်းမတူဘူး TikTok အကောင့်ဆိုအဖွက်လေးတွေတုံးပြီးတော့သူကကိုင်နေဈေးရောင်းတာအဲ့တော့ပုံထဲမှာမြင်တဲ့အတိုင်းမနော်သူအဖွက်ဆိုရင်ပြုတ်ကြသွားတော့သူ့ရဲ့မူရင်းရုံမြင်သွားတော့သူ့ကို follow လာလုပ်ရလူဆိုရင်တော့ follow တွေပြန်ပြီးတော့ဖြုတ်သွားတယ်အဲ့တော့ကြောင့်မကောင်းဘူးလေပေါ့နော်ကိုကကြိုက်လို့ဆိုပြီး follow လုပ်ပြီးတော့အခုလိုမူရင်းရုပ်ကိုအမှန်တွေ့ပြီးတော့ follow ပြန်ဖြုတ်သွားတော့ဆိုတော့ပြောချင်တာကတော့မစင်တို့ညီမလေးတွေမောင်လေးတွေကဝက်ချက်တွေထွက်ရင်လို့အဖွက်နဲ့ဖုံးဖိရင်တော့မှအပြင်သွားရင်တော့မှဝက်ချက်တွေကပေါ်နေသေးတယ်အဲ့တော့ကိုအပြင်သွားတိုင်းဝက်ချက်တွေအမြင့်ပြုတ်ချင်တယ်ဆိုရင်တော့မစင်ကဒီမေပန်းဒီဇိုင်းမျက်နှာတစ်စစ်ပြောင်ညှိုးပေးစေချင်ပါတယ်နေ့စဉ်ပုံမှန်လေးပေါင်းတင်ပြီးတော့တိတ်ပေးရုံနဲ့တင်ဝက်ချက်ထွက်နှုံးလည်း short ချလာပြီးတော့ရှိနေတဲ့ဝက်ချက်နဲ့ဆိုရင်တော့ပါကြလာပြီးတော့နှစ်ပတ်လောက်ဆိုရင်ဝက်ချန်လေးတွေအစိစံလေးတွေတွေ့ကြလာတယ်မျက်နှာလေးတိတ်ပြီးသားမျက်နှာအသားယူတစ်စစ်ကြည့်ပြီးတော့ဖြူလာလို့ကိုအပြင်သွားတိုင်းကိုကိုလည်းယုံကြည်မှုရှိချင်တယ်ဝက်ချန်တွေအမြင့်ဖြုတ်ချင်တယ်ဆိုရင်တော့သုံးကြည့်ဖို့လည်းညှိုးပေးစေချင်ပါတယ်ဝက်ချန်စားဝက်ချန်အစီဘူးကစားသုံးကြည့်လို့ရသလိုလိုချင်တယ်ဆိုရင်6ခေါက်စီရင်းနဲ့လာရောက်မှာယူလို့ရပါတယ်ရှင်